ငါမှာတော့ gift ရှိတယ်ကွာမင်းကတော့ငါလောက်မရနိုင်ဘူးစသဖြင့်အပြိုင်ဆိုင်ဖြစ်လာတယ်ဒါကြောင့်မလို့ရှင်ဘောလူကအောက်မှာဗာပြောလဲဆိုတော့မေတ္တာဟာဂုဏ်ပြိုင်ခြင်းမရှိဘူး gift တီးတဲ့နဲ့သွားမယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်နိုင်လဲလို့မေးရင်ခလေးတယောက်လက်ထက်မှာဓာတ်ကင်ထားရင်တူပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့အတူတူကခွာယူဖို့အကြောင်းအရာလေးတစ်ခုကတော့တာဝေးမြတ်သောစုကျေးဇူးတော်တရားဆိုပြီးတော့မှကျွန်တော်ခေါင်းစဉ်လေးပေးထားဖြစ်ပါတယ်ဆိုတော့စုကျေးဇူးလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီနေ့ခေတ်ကာလမှာစိမ့်လွန်လာတဲ့စကားတစ်ခုတော့မဟုတ်ပါဘူးနော်အထူးသဖြင့်ကျွန်တော်စုကျေးဇူးလို့ပြောတဲ့အခါမှာတစ်ကောစနစ်ကိုပြည့်မီတဲ့သူတွေရှိမယ်ယောမထဲမှာရှိတဲ့စုကျေးဇူးတွေကိုပြည့်မီတဲ့သူတွေရှိမယ်စသည်ဖြစ်ပေါ့နော်ဆိုတော့စုကျေးဇူးတွေရှိကြပါတယ်ဆိုတော့စုကျေးဇူးလို့ပြောတဲ့အခါမှာအရန်ကောင်းပါတယ်ကျွန်တော်တို့ ministry မှာတွာလာလှူရှားတဲ့အခါမှာတော့ဘဝအသက်တာထဲမှာတော့ကျွန်တော်တို့တွေတကယ်ပဲနော်ပို့ပြီးတော့မှထိထိရောက်နဲ့ဖရာသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့ရအလုံးကကျွန်တော်တို့အသုံးပြုကြတဲ့အရာတွေဖြစ်ပါတယ်ဆိုတော့တမန်တော်ကြီးရှင်ဘောလူကတစ်ကောစနစ်အငယ်31အောက်ဆုံးမှာပြောလဲဆိုတော့သင်တို့ဒီတဲ့အမျက်ဆုံးသောစုကျေးဇူးတော်တို့ကိုအလွန်အလိုရှိကြသည်တွင်အလွန်အလိုရှိတဲ့အချိန်မှာတော့မှာတဲ့တာပြည့်မြတ်သောလမ်းကိုငါပြအောင်မယ်လို့ပြောပြီးတော့မှတစ်ကော73နဲ့ရချိတ်ပြီးတော့မှအထူးသဖြင့်မေတ္တာတရားအကြောင်းကိုပြောထားတယ်ဆိုတော့ကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဘဝအသက်တာထဲမှာစုကျေးဇူးတွေကိုအသုံးပြုတဲ့အခါမှာဖယားမေတ္တာနဲ့ကျွန်တော်ချိတ်ဆက်ထားဖို့အရေးကြီးတာဖြစ်ပါတယ်မေတ္တာမရှိတဲ့အခါမှာကျွန်တော်တို့ကအချင်းကြီးဖြစ်သွားတတ်ပါတယ်ဒါကြောင့်မလို့ရှင်ဘောလူကနော်ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုရင်1:3မှာကြည့်မယ်ဆိုရင်မေတ္တာမရှိရင်အချင်းကြီးတက်တက်ပဲဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်တို့စုကျေးဇူးတွေပြတဲ့အခါမှာတော့ကောကျွန်တော် ministry လှုပ်ဆောင်တဲ့အခါမှာတော့ကောအောင်မြင်တဲ့အတိုင်းတာပမာဏရှိနေပါတယ်အဲ့ဒီအရာနဲ့ကျွန်တော်တို့မေတ္တာရှိခြင်းမရှိခြင်းကိုသွားပြီးတိုင်းတာလို့မရနိုင်တယ်လို့တစ်ဖက်မှာလည်းကျွန်တော်တို့ကမေတ္တာမရှိဘူးဆိုရင်မေတ္တာမပါဘဲနဲ့เนาะကျွန်တော်တို့ရထားတဲ့ talents တွေဖြစ်ဖြစ် gift တွေနဲ့ဖြစ်ဖြစ်ကျွန်တော်လှုပ်ဆောင်တယ်ဆိုရင်လှုပ်ဆောင်ခဲ့ပါကအဲ့ဒီမှာကျွန်တော်တို့ရမယ်เนาะကောင်းကြီးပဲဖြစ်ဖြစ် rewards ပဲဖြစ်ဖြစ်အဲ့ဒီအရာကနည်းနည်းရမယ်လို့လည်းပြောထားမှာမဟုတ်ဘူးဒါမှမဟုတ်ရင်ကျွန်တော်တို့ကအကျိုးအနည်းငယ်တော့ရော့မယ်လို့ပြောရလည်းမဟုတ်ဘဲနဲ့အချင်းကြီးတက်တက်လို့ပြောထားတာဖြစ်ပါတယ်ဒါကြောင့်မေတ္တာမပါရင်အချင်းကြီးတက်တက်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီနေ့ခေတ်မှာဆိုရင်လူငယ်တွေเนาะအထူးသဖြင့်ကျွန်တော်တို့တွေခါစိတ်မြန်လက်မြန်ရှိတတ်တယ်ကျွန်တော်လှုပ်ချင်တဲ့အရာလေးတွေကိုကျွန်တော်တို့တွေဘယ်လိုခေါ်မလဲစိတ်ကမရှိနိုင်ဘဲနဲ့လှုပ်ဆောင်မိတတ်တဲ့အခြေအနေတွေရှိတတ်တာဖြစ်ပါတယ်အဲ့ဒီလိုမျိုးအခြေအနေတွေရှိတဲ့ခါတိုင်းမှာကျွန်တော်တို့ကtarget ပြည့်ဖို့အတွက်ကိုလှုပ်ဆောင်နေရင်းနဲ့မေတ္တာကြံခဲ့တဲ့ရှင်ရှိတယ်ကျွန်တော်တို့လိုချင်တဲ့အပန်းတိုင်းတစ်ခုရဖို့အတွက်လှုပ်ဆောင်နေရင်းနဲ့ကျွန်တော်တို့တွေကအဲ့ဒါကြောင့်မလို့မဖြစ်တဲ့စကားလုံးတစ်ခုပေါ်လာလဲဆိုတော့ဝိညာဉ်ရမာနာတဲ့တကယ်တော့ဝိညာဉ်တော်၌ကြီးထွားသူကတော့မာနာမရှိပါဘူးเนาะဒါပေမဲ့အဲ့ဒီစကားလုံးလေးကထူးထူးခြားခြားလေးပေါ်လာတယ်ဘာကြောင့်လဲလို့မေးရင်ငါမှာတော့ gift ရှိတယ်ကွာမင်းကတော့ငါလောက်မရနိုင်ဘူးစသဖြင့်အပြိုင်ဆိုင်ဖြစ်လာတယ်ဒါကြောင့်မလို့ရှင်ဘောလူကအောက်မှာပြောလဲဆိုတော့မေတ္တာဟာဂုဏ်ပြိုင်ခြင်းမရှိဘူးဝါကြွားခြင်းမရှိဘူးတဲ့နော်ကျွန်တော်တို့အပြစ်ရှိရဆိုတဲ့အရာတော့ပြန်ပြီးဖုံးပေးတတ်တာဆိုတာတွေ့ရဒါပေမဲ့မတရားတဲ့အမှုမှာတော့မဝမ်းမြောက်တတ်ပါဘူး။အဲကျွန်တော်တို့တစ်ခါအဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါမှာတယောက်ရဲ့အားနည်းချက်တွေတယောက်မြင်တဲ့အချိန်လေးရှိမှာပါ။လူကမပြည့်စုံဘူးလေကျွန်တော်တို့အရောက်စီတန်းကပြည့်စုံတဲ့သူတွေမဟုတ်ပါဘူး။ဒါကြောင့်မလို့တယောက်နဲ့တယောက်လိုအပ်နေစေဖြစ်ပါတယ်။အဲ့ဒီအချိန်မှာတစုံတစ်ခုကလုံမကင်မရှိတယ်ဆိုရင်ကျွန်တော်တို့ဒါကိုနားလည်ပေးဖို့အရေးကြီးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒီနေရာမှာတရားကြည့်မယ်ဆိုရင်နော်ကျွန်တော်တို့ကမေတ္တာကမတရားတဲ့အမှုမှာဝမ်းမြောက်တယ်လို့ပြောတဲ့အခါမှာမတရားတဲ့အမှုမှာတော့ဝမ်းပြီးသဘောတူဖို့မဟုတ်ဘဲနဲ့ကျွန်တော်ဂလာတိ6ထဲမှာပြောတဲ့အတိုင်းပဲလူကတတိလစ်ပြီးတော့မှအမားတစ်ခုခုလုပ်တယ်ဆိုရင်တဲ့ဝိညာဉ်စုကျေးဇူးကိုခံရတဲ့သင်တို့ဟာတဲ့နော်သင်တို့ကျွန်တော်တို့ဟာဘာလုပ်ရမလဲဆိုတော့ကိုယ်လည်းသူ့လိုမလဲဖို့တဲ့နံပါတ်1ကိုအရင်ပြင်ဆင်မယ်နံပါတ်2မှာသူ့ကိုနူးညွတ်တဲ့သဘောထားနဲ့အဲ့ဒီမေတ္တာနဲ့ပြန်ပြီးတော့မှသူ့နေရာမှာပြန်လဲတီးဖို့ရလုံးကဖေးမရမယ်အတိုင်းဝန်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘောအသက်တာထဲမှာ gift တီးတဲ့နဲ့သွားမယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်နိုင်လဲလို့မေးရင်ခလေးတယောက်လက်ထဲမှာဓာတ်ကင်ထားရင်တူပါတယ်။ဓာတ်ကကောင်းပါတယ်။ဒါပေမဲ့မရင်ကျက်တဲ့လူရဲ့လက်ထဲမှာရောက်တဲ့အခါမှာမေတ္တာကစုံလင်တဲ့အဖွဲ့အစည်းဖြစ်စေတာဖြစ်ပါတယ်။ဒါပေမဲ့မစုံလင်တော့တဲ့အခါမှာတော့ကျွန်တော်မရင်ကျက်တော့တဲ့အခါမှာအဲ့ဒီဓာတ်နဲ့သူများကိုလည်းထိခိုက်နိုင်တယ်လို့ကိုလည်းပြန်ပြီးထိခိုက်နိုင်တယ်ကိုလည်းအားမရတာဖြစ်နိုင်တယ်။တချို့က talents တွေအများကြီးရှိကြပါတယ်အဲ့ဒီ talents တွေကိုကျွန်တော်ဘယ်လိုလုပ်နိုင်လဲလို့မေး talents တွေကကိုပို့ပြီး center ထားစေပါတယ်ဒါပေမဲ့ကျွန်တော်တို့ဖရာသခင်ရဲ့အရှိမပြန်ပြီး surrender အရှုံးပေးပြီးတော့မှဖရာသခင်အတွက်ပြန်လဲပြီးတော့မှကျွန်တော်ဆက်ကတ်တဲ့အခါမှာဖရာသခင်ဒီသူ့ရဲ့တကူတော်စီးစေဖို့ရ gift အနေနဲ့ပြန်လဲပြီးပြောင်းလဲပေးနေတာဖြစ်ပါတယ်ဒါမှချစ်တော်မိသားစုများညီကိုမောင်နှမများကျွန်တော်ခွာပေးခြင်းပါတယ်ကျွန်တော်ဘဝအသက်တာထဲမှာစုကျေးဇူးတွေအရေးကြီးပါတယ်ဒါပေမဲ့မေတ္တာကြံကြလို့တော့မရပါဘူးမေတ္တာတောင်မှကျွန်တော်တို့ထဲမှာဖရာထည့်ပေးထားတဲ့မေတ္တာကရန်သူကိုတော့ရှင်းနိုင်တဲ့မေတ္တာထည့်ပေးတာဖြစ်ပါတယ်။ဒါကြောင့်ယောမအခန်းကြီး9အငယ်9မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့အထက်မှာဝိညာဉ်တော်ထည့်ပေးတဲ့မေတ္တာကဖရာသခင်ရဲ့မေတ္တာကိုကျွန်တော်နှုံးသားထဲမှာတွန်းလောင်းတယ်တဲ့။အခြားမေတ္တာမဟုတ်ဘူးနော်။ဖရာရဲ့မေတ္တာကိုတွန်းလောင်းထားဆိုတွေ့ရပါတယ်။ဖရာသခင်သည်ချစ်ချင်းမေတ္တာရှင်ဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာ
ဖခင်ရဲ့မေတ္တာကိုကျွန်တော်ခံစားဖို့အရေးကြီးတာဖြစ်ပါတယ်ကျွန်တော်တို့ကောင်းလွန်းလို့ကျွန်တော်တော်လွန်းလို့တက်လွန်းလို့တခုခုပေးနိုင်လို့ဖခင်ချစ်တာမဟုတ်ဘဲနဲ့သင်နဲ့ကျွန်တော်ကိုသူ့ရဲ့သားသမီးမို့လို့ကိုချစ်နေတာဖြစ်ပါတယ်အဲ့ဒီမေတ္တာကိုခံစားတဲ့အခါမှာသင်ပေါ်မှာနာကျင်အောင်လုပ်တဲ့အရာတွေပဲဖြစ်ဖြစ်သင်အမှုဆောင်ရင်းနဲ့ပင်ပန်းတဲ့ဟာတွေပဲဖြစ်ဖြစ်အဲ့ဒီအရာတွေထက်ဖခင်မေတ္တာကိုတားရေးဆွဲလန်းပါဓမ္မရှင်ဘောလူကြီးရတယ်ပြောပါတယ်။ဘာပြောလဲဆိုတော့တာ၍မြတ်တော်လန်းလို့ပြောပါတယ်။ဒါကြောင့်မို့ကျွန်တော်စုကျေးဇူးတွေထက်တာ၍မြတ်တော်လန်းကအဲ့ဒီမေတ္တာထဲမှာစုံလင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့ဘဝတတထဲမှာချစ်ချင်းမေတ္တာတည်းဟူသောဖခင်သခင်ကိုပဲကျွန်တော်ဖက်ယမ်းပြီးတော့မှဘဝမှာကျွန်တော်တို့ကြုံလာတဲ့အရာတွေကိုရင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အရာလေးနဲ့ပြန်ပြီးတော့မှခွာပေးချင်ဖြစ်ပါတယ်အားလုံးပါဖျက်ရှိအထူးကောင်းချီးပေးပါစေ။